မေရိကန်ဦးဆောင်တဲ့အင်္ဂလန်တို့နောက်တစ်ဆင့်ကိုအေးအေးဆေးတက်လှမ်းသွားမလားဒါမှမဟုတ်ဒီမိုကရက်တစ်ကိုကိုကပဲကမ္ဘာဖလားမှာအံ့ဩသင့်စရာရှားလက်တစ်ခုဖန်တီးပြသွားမလားကျွန်တော်တို့ပွဲကိုသုံးသပ်ကြည့်အောင်အင်္ဂလန်ကတော့ဒီပြိုင်ပွဲမှာရေပန်းစားဆုံးအသင်းတွေကတက်သင်းပါပဲအင်္ဂလန်ကကွာလာလီပီယာတွေ individual squid တွေအများကြီးတာပါတယ်ဘောလုံးကိုအသာစီးယူကစားတယ်ဝင်းဘက်တွေကိုသုံးတယ်ဘောလုံးပေးမှုမြန်ဆန်တဲ့အဆုံးသက်သေးကြပါတယ်ဒါပေမဲ့ခန်းစင်အသင်းနဲ့တွေ့ပြီဆိုရင်အနှဲငယ်တိုင်ပဲတက်တာများပါတယ်ဒီမိုကရက်တစ်ကွန်ဂိုရဲ့ပလေးစတိုင်ဒီမိုကရက်တစ်ကွန်ဂိုကအာဖရိကအသင်းတွေထဲမှာတတိယမြောက်ခန်းစင်မှာကျော်တဲ့အသင်းတစ်သင်းမှာဒီမိုကရက်တစ်ကွန်ဂိုကဘူကနာဘော်ဒီအားသာချက်ကိုပြေဝသုံးချတယ် high pressing လုပ်တယ်တစ်ခါတည်းကောင်းတော့အထက်ကတကယ်ကိုထိရောက်ပါတယ် analyzing and final prediction အင်္ဂလန်ရဲ့ဖွင့်လှစ်မှုကမြင့်တယ်လို့ထင်ရပေမဲ့နိုင်ပါတယ်ဒါပေမဲ့အင်္ဂလန်ကပနားမားကိုဖွင့်လှစ်ခဲ့တဲ့လောက်မရှိလို့ပါမနေ့က ranking သိပ်မကွာတဲ့ပြင်သစ်အတွက်စီစဉ်ကိုပေးတဲ့ဖွင့်လှစ်မှုလောက်လည်းမရှိလို့ပါဒါကအင်္ဂလန်ကို 1C 2C ပေးထားတဲ့သဘောပါဒါပေမဲ့တစ်ဖက်ကဒီမိုကရက်တစ်ကွန်ဂိုအသင်းပါနောက်ဆုံးကောက်ချက်ကျွန်တော်ရဲ့အမြင်ကတော့အင်္ဂလန်တို့ကိုပြတ်ဖို့မလွယ်ကူပါဘူးဒီမိုကရက်တစ်ကွန်ဂိုရဲ့မာကျောတဲ့ခန်းစစ်ကပိုကောင်းနေတာမို့အင်္ဂလန်တို့နိုင်ရင်လည်းတကိုးထက်မဟုတ်ပါဘူးကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဒီမိုကရက်တစ်ကွန်ဂိုအသင်းပါညီကိုတို့အမြင်လဲကွန်မန့်မှာမှတ်သွားနိုင်ပါတယ်